ငလျင်တန်းကိုကြော်ဖတ်နိုင်ခဲ့တဲ့ Purasic အကောင့်တစ်ထောင်အသွားလူတစ်ယောက်မြောက်စိန်ခေါ်မှုကတော့အရာအားလုံးကိုလွင့်စင်သွားစေမဲ့လေးစင်နာမောင်းပါပဲသူတို့တွေနေတဲကိုစူပါမန်တွေလိုပြင်တက်သွားမလားဒါမှမဟုတ်ဘယ်လိုနီးပရိယာညင်အသက်ရှင်အောင်ကြိုးစားမလဲအဆုံးထိကြည့်လိုက်ရအောင်ဒီစမ်းသပ်မှုအတွက်တဲကနာရဝင်းတို့ကိုတီးတာဖန်တီးထားပြီးအထဲမှာအင်အားပြင်းလေမုတ်ဆက်တွေနဲ့ပန်ကောင်တွေကိုတက်ဆင်ထားပါတယ်ဒီမုန်တိုင်းချားကိုဖျက်ကျော်ပြီးတစ်ဖက်မှာအစိမ်းရောင်ပကံလုံးထဲမှာရှိတဲ့သူတို့ရဲ့အကြိုက်ဆုံးမျိုးစေ့တွေကိုရအောင်ယူရမှာပဲဖြစ်ပါတယ်စမ်းသပ်မှုစတင်လိုက်တာနဲ့လေရှင်ကြောင့် Purasic တွေဟာရှေ့ကိုတလှမ်းတိုးဖို့တောင်ခက်ခဲသွားပါတယ်အချို့ကတော့လေတန်းကိုမခံနိုင်ပဲနောက်ကိုလွင့်ထွက်သွားကြသလိုလေဖီအားကြောင့်ရှေ့ဆက်မတိုးနိုင်ပဲရက်တက်နေကြပါတယ်သူတို့ဟာလေတိုင်းနှုံပြင်းထန်တဲ့တဲဖင်ပေါ်မှာမလျှောက်တော့ပဲဘေးမှာရှိတဲ့ဒုတ်ချောင်းတွေပေါ်တက်ပြီးလျှောက်လာကြပါတယ်ဒုတ်ချောင်းတွေကလေတန်းကိုပိုခန့်နိုင်ပြီးခြေကုပ်ပိုမြဲတယ်ဆိုတာသူတို့သိသွားကြတာပါလေမုတ်ဆက်ကိုအရှင်အပြင်းဆုံးတင်ထားတာတော့သူဟာကြောက်ဆောင်ကိုမြဲမြဲကတ်ထားနေလေးစင်နာမောင်းကိုအန်တုခဲ့ပါတယ်နောက်ဆုံးမှာတော့အဲ့ဒီ Purasic လေးဟာမြူးစီတွေစီကိုအရောက်သွားနိုင်ခဲ့ပြီးသူ့ရဲ့အောင်ပွဲကိုကခုန်ပြီးတော့အောင်ပွဲကပြသွားခဲ့ပါတယ် Purasic တွေဟာသူတို့ရဲ့တင်ယူနိုင်စွမ်းနဲ့ဇွဲကြောင်းဒီလေးစင်နာမောင်း challenge ကိုလည်းအောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပါပြီဒါပေမဲ့ဒါကအစပဲရှိပါသေးတယ်အပိုင်းသုံးမှာတော့ဒီထပ်ပိုပြီးခက်ခဲတဲ့အတားအဆီးတွေကြည့်အောင်ပါPurasic ဒီအခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်မလဲဆိုတာသိချင်ရင်အခုပဲ Oasis Media ကို follow လုပ်ထားကြပါအောင်နော်